မင်္ဂလာပါဗျကျွန်တော်ဘာလို့ဒီ Telegram မှာပတ်စံဘယ်လိုရှာရမလဲဒီအခုကျွန်တော်တွေ့ထားတာက Binance နဲ့လည်းငွေထားလို့ရမယ်ပြီးလို့ရှိရင်တခြားဒီ Payment နဲ့လည်းငွေထားလို့ရတဲ့ဒီ Telegram ထဲကနေဒီ book gain လေးပေါ့နော်အကြောင်းလေးကိုကျွန်တော်ပြောပြပေးမယ်။ဘာ gain လေးလဲဆိုတော့ကျွန်တော်ဒီ channel ထဲဝင်လို့ချင်းကျွန်တော်ပြင်ထောက်ထားတယ်။ပြင်ထောက်ထားပြီးလို့ရှိရင်နည်းနည်းတော့ဆွဲချလိုက်လို့ရှိရင်ဒီမှာကျွန်တော်လေးတင်ထားပြီးအဲ့လေးထဲကိုကျွန်တော်ဝင်လိုက်လို့ရှိရင်ဒီလိုမျိုးပုံစံမျိုးပေါ်နေမယ်ပေါ်လို့ရှိရင်ကျွန်တော်ပြီး A1 play gain လေးကိုကျွန်တော်နှိုက်လိုက်မယ်နော်ကျွန်တော်နှိုက်ပြီးလို့ရှိရင်ကျွန်တော်ခဏလောက်တော့စပေးရတယ်ဘာလို့လဲဆိုတော့ခါကြီးကြ line မကောင်းဆိုရင်ကြာတတ်ပါတယ်ကျွန်တော်စပေးလိုက်မယ်စပေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီငှက်လေးတွေကိုပေါ့နော်အရင်ဝယ်ရတာဒါဒီ saver ဆိုတော့ဒီဘာလို့ဒီကောင်လေးကနေဒီကောင်တစ်ထောင်ဆိုရင်ဒီငှက်လေးအဝါရောင်ငှက်လေးတကောင်ရတာပေါ့နော်အဲ့ဒီငှက်လေးတွေကိုဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ guide ထဲဝင်လို့ရှိရင်ဒီ TASK tab ဆိုတာကောင်လေးရှိတယ်ဒီ TASK tab ကောင်လေးကိုကျွန်တော်နှိုက်လိုက်မယ်နှိုက်ပြီးလို့ရှိရင်ဒီမှာ follow ဆိုတဲ့ကောင်လေးရှိရနော်ဒီ follow ကောင်လေးကိုကျွန်တော်နှိုက်လိုက်မယ် follow ကောင်လေးကိုကျွန်တော်နှိုက်ပြီးလို့ရှိရင်ဒီကောင်လေးပေါ့နော်ကျွန်တော်တို့ဒီ channel လေးတွေသူရဲ့ channel လေးကိုကျွန်တော်တို့ပြီးတော့ join ပြီးတော့ကျွန်တော်တို့ဒီ claim မရမှာနော်ဒီ channel နှစ်ခု claim လို့ရှိရင်ကျွန်တော်တို့ဒီ900 saver ရရနော်တစ်ခုကို900 saver ဆိုတော့နှစ်ခုကို1000ရပြီဆိုတော့ねကျွန်တော်ဘယ်လိုလောက်ရမလဲဆိုတော့ကျွန်တော်တို့ဒီSIOP short ထဲကိုကျွန်တော်ဝင်လာပြီနော်SIOP short ထဲကိုကျွန်တော်ဝင်လို့ရှိရင်ဒီကောင်လေးပေါ့နော်ဒီမှာ1000ကိုကျွန်တော်ငှက်တစ်ကောင်ဝယ်လို့ရတယ်အကယ်လို့ငှက်3ကောင်ဆိုရင်3000ပေါ့နော်ငှက်5ကောင်ဆို9000ပေါ့နော်ဒါကျွန်တော်ဝယ်လိုက်မဥပမာပေါ့နော်ကျွန်တော်ဝယ်လိုက်ငှက်တစ်ကောင်အဲ့ဒါဆိုရင်ကျွန်တော်ဝယ်တာအောင်မြင်သွားပြီနော် bad purchase successfully ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဝယ်တာအောင်မြင်သွားရဲ့အဲ့ဆိုတော့ဝယ်တဲ့အောင်မြင်တော့အတွက်ကြောင့်မလို့ကျွန်တော်တို့ချိန်စရာမလိုနောက်တစ်ပတ်သူဒီကောင်လေးချိန်မယ်ဒီကောင်လေးကဒီငှက်လေးကိုဝယ်တယ်ဆိုတော့ဘာကြောင့်လို့ကျွန်တော်တို့ဝယ်ရလဲဆိုတော့ဒီ VIRD best ကိုကျွန်တော်ဝင်လိုက်မယ်နော်ဒီကောင်လေးကိုဝင်လိုက်မယ်ဒီကောင်လေးကသူတတ်မှတ်ထားတဲ့အချိန်ပြည့်လို့ရှိရင်ဒီအုပ်လေးကိုရတယ်အုပ်100ဆိုရင်ဒီကောင်လေးတစ်ခုရတာပေါ့နော်အုပ်100ဆိုရင်ဒီအုပ်အလုံး100ဆိုရင်ဒီကောင်လေးတစ်ခုရတယ်ဒီကောင်လေးတစ်ခုဆိုရင်အနည်းဆုံးဒီကောင်လေးတစ်ခုရတယ်နဲ့ကျွန်တော်တို့ပတ်စံထောက်လို့ရပါမီနူးထဲကိုကျွန်တော်နှိုက်လိုက်မယ်ပြီးလို့ရှိရင် withdraw ပေါ့နော် withdraw ထဲကိုကျွန်တော်နှိုက်လိုက်မယ်လိုက်လို့ရှိရင်ဒီမှာ LDC နဲ့လည်းပတ်စံထောက်လို့ရတယ် PNP နဲ့လည်းထောက်လို့ရတယ် TRX နဲ့လည်းထောက်လို့ရတယ် TON နဲ့လည်းထောက်လို့ရပါအနည်းဆုံး1ပေါ့နော်1 goal ပေါ့နော်1 goal နဲ့ထောက်လို့ရတယ်ဒီမှာ PNC ဆိုတာဘိုင်းနဲ့လို့ပြောကြတာပါနော်ဒါပေမဲ့ကျွန်တော်တော့မထောက်ရသေးဘူး TRX နဲ့လည်းထောက်လို့ရတယ်TON နဲ့လည်းထောက်လို့ရအနည်းဆုံး1 goal ကနေစပြီးတော့ထောက်လို့ရပါနော်တချို့ကြတော့လဲဂိုင်းကနေဖို့ယူတာနဲ့အရန်ကိုလွယ်ပါတယ်ဘာလို့ဆိုတော့ဒီ task ကလေးကနေကျွန်တော်တို့ဒီ follow ထဲမှာရှိတဲ့ကောင်လေးနှစ်ခုကိုကျွန်တော်နှိုက်လိုက်တဲ့1000ရတယ်ဒီ1000လေးနဲ့ကျွန်တော်တို့ shop မှာငှက်လေးတစ်ခါဝယ်လိုက်မယ်အဲ့ဒါဆိုရင်တော့ဒီအချိန်မကြပါဘူးဥတရားလေးတော့ရပါတယ်အဲ့ဥတရားလေးကကျွန်တော်တို့ဒီ1 goal နဲ့ညီမျှတယ်ပါနော်1 goal ဆိုရင်ပတ်စံဆန်းစပြီးတော့ထောက်လို့ရတယ်နော်ဒီကောင်လေးကတော့ဒီလောလောဆယ်မှာအပီးကျန်တော့ခစ်စားနေပါနော်တခြားဒီ developer တွေတခြား channel developer တွေကြားမှာလည်းခစ်စားတဲ့ကောင်လေးပါနော်တကယ်လည်းဒီပတ်စံထောက်ပေးနေပါနော်online ပေါ်မှာပတ်စံရှာတဲ့လူတွေတော့ဆိုရင်ဒီ guide လေးရတော့ဆန်းကြည့်ပါနော်ဒါစကန်တော့မဟုတ်ဘူးပေါ့နော်လို့စကန်ဆိုတော့ကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်ပြန်တင်ပြပေးမယ်နော်ကျွန်တော်တော့ပတ်စံတော့မထောက်ရသေးဘူးဘာလို့လဲဆိုတော့အချိန်နဲ့စောင့်နေလို့ပါနော်ဆိုတော့ဥလေးဆိုကြဒီ EGGF ဥလေးကိုကျွန်တော်နှိုက်လို့ရှိရင်ဒီမှာကျွန်တော်ဝယ်ရောင်းလို့ရနော်ဒီ sell ဆိုတာရောင်းလို့ရတယ်ဒီ sell ဆိုတာရောင်းတာမှာနော် sell ကကျွန်တော်ရောင်းဆိုတော့မှဥ100ကိုတကွိုင်မှာနော်တကွိုင်ရတကွိုင်ဆိုတော့ဘာကိုပြောလဲဆိုတော့ဒီ goal ကိုပြောဒီ44ဒီကနန်းလေးကိုပြောနော်ဒီကောင်လေးက1000ဆိုရင်ကျွန်တော်ဒီကောင်လေးကငှက်ဝယ်လို့ရမယ်ဒီကောင်လေးကငှက်ဝယ်လို့ရမယ်goal ဆိုတာ goal ကကွိုင်နဲ့တူတူပဲတကွိုင်အနည်းဆုံးတကွိုင်ကနေငွေထောက်လို့ရပါပြီအကယ်လို့မသိတာရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဒီဘာနော် channel admin မှာကျွန်တော်လာပြီးတော့အသေးစိတ်လာမေးမြန်းလို့ရပါတယ်အားလုံးကိုပဲကျေးဇူးတင်ပါတယ်ခင်ဗျbye bye